မြတ်စွာဘုရားကမင်းအားကိုးရတွေရှိပလားစိတ်ထဲမှာအားကိုးရရှိဖို့လိုအပ်တယ်ဘဝခရီးလမ်းတဲ့အခါမှာရှောက်လန်းတဲ့အခါမှာကိုယ်စိတ်ရဲ့အားကိုးရဆိုတာရှိဖို့လိုတယ်ပေါ့အဲ့ဒီအားကိုးရဆိုတာကိုယ့်ကိုယ်အားကိုးမှုပဲမြတ်စွာဘုရားကဗုဒ္ဓဓမ္မသံဃာလို့ဆိုတဲ့အားကိုးစရာ၃မျိုးကိုတစ်မျိုးစီတစ်မျိုးစီသူ့ကိုအသေးစိတ်ရှင်းပြတယ်အမှန်တရားကိုသိတဲ့ဘုရားဆိုတာလောကမှာရှိတယ်အဲ့ဒီမှတရားကိုသိတဲ့မြတ်စွာဘုရားမျိုးစိတ်ထဲမှာညှိုးစွာအားကိုးတိုက်တယ်ဘာကြောင့်အားကိုးတိုက်လဲအမှန်တရားကိုသိရှိသဖြင့်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားဟောကြားလိုက်မယ်သူ့ရဲ့ခွဲခြားဟောကြားချက်အပေါ်မှာမိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်လို့ဒါကြောင့်မို့အဲ့ဒီဘုရားမျိုးဟာအားကိုးရမယ့်ပုဂ္ဂိုလ်တူဖြစ်တယ်